သတိပေးချက် system ရဲ့စွမ်းအင်တွေကုန်ခန်းနေလို့ဖွင့်လို့မရဘူးဖြစ်နေတယ်မလွယ်မလဲနဲ့မှကြင်ကြံခြင်းကဘာကိုကူးပြောင်းလာခါမှာပဲကောင်းကင်ဘုံရွှေဝက်ချက် Acris ရဲ့ဟောကိန်းထုတ်တဲ့အချိန်နဲ့ကွက်တီတိုးတော့တာပဲကံကြမ္မာရဲ့အလှည့်အပြောင်းကြီးရောက်လာတော့မယ်တဲ့အဲ့ဒီတုန်းကတစ်ချက်လေးရိပ်မိသွားရုံနဲ့တယ်ငါကိုအမေဝမ်းပိုက်ထဲမှာနှစ်ပေါင်း90တောင်အောင်နေခိုင်းခဲ့တာငါမှစွမ်းအင်တွေကိုဘလို့တောင်အကုန်ခံပြီးစောင့်ခဲ့ရလဲတိလားနေပါဦးငါရဲ့အမွှာညီမလေးကလည်းကူးပြောင်းလာတဲ့သူများလားဘာလို့ငါထက်တောင်အထားကျနေရတာလဲဟမ်သူနိုးလာပြီဟိန်းငါရဲ့ဝိညာဉ်ပြောင်းလဲခြင်းလှုပ်ဝက်ပညာရဲ့အောင်မြင်သွားပြီပဲအရှက်မရှိတဲ့မဟာနတ်မင်းကြီးတွေငါကိုနောက်ွယ်ကနေလှုပ်ကြံပြီးကျင့်စဉ်အစင်တက်ဖို့ကြိုးစားခဲ့ကြတဲ့ပေါ်လေဒီတဘဝမှာတော့နင်တို့ကိုအပြည့်ရှင်းပြဖြစ်မယ်ဟမ်ဒီနေရာကစွမ်းရည်တွေကတော်တော်လေးကောင်းလာကြည်လားအဲ့ဒီကောင်တွေငါမှာဝိညာဉ်ပြောင်းလဲခြင်းလှုပ်ဝက်ပညာရဲ့ရှိမှန်လုံးဝသိမှာမဟုတ်ဘူးငါဒီမှာရှိတဲ့ယတနာတွေနဲ့ကောင်းကင်ဘုံရဲ့အနှစ်သာရတွေကိုအကုန်စုပ်ယူပြီးပြီဆိုရင်အနိုင်မဲ့တန့်စင်သောခန္ဓာကိုယ်ကိုရရှိမှတေချာတဲ့အဲ့ဒီကြရင်နင်တို့ကိုနောင်တရစေရမယ်နေပါဦးဘာတွေဖြစ်နေတာလဲငါရဲ့ကောင်းကင်ဘုံအနှစ်သာရတွေကဘာလို့သူ့စီကိုပဲအလိုလျောက်စည်းဝင်ကုန်ရတာလဲမင်းဟာကောင်းကင်ဘုံရဲ့အနှစ်သာရတွေကိုစုပ်ယူနေပါတယ်စက်တန်စတင်မှု80%ရောက်ရှိသွားပါပြီဆက်ပြီးစုပ်ယူမလားဘာတွေဖြစ်နေမှန်းတော့ငါလည်းမသိဘူးဒါပေမဲ့ငါအတွက်တော့အဆင်ပြေတာမို့မြန်သာအကုန်စုပ်ပစ်လိုက်စမ်းမဟုတ်ဘူးလေငါရဲ့အနန္တစကြဝဠာရလက်တွေငါရဲ့မူလစွမ်းအင်မြစ်ဖျားခံရနေရတွေအကုန်ပါသွားပြီရှယ်မိုက်တာပဲကောင်းကင်ဘုံကငါတို့ဂျမီသားစုကိုစောက်ရှောက်လို့ထူးခြားတဲ့ကလေးလေးကိုပေးသနာတာပဲတခင်မကရုတ်တရက်ပိုက်ထဲကပြင်းပြင်းထန်ထန်နာကျင်လာပြီးမွေးတော့မဲ့ပုံပဲခင်ဗျာဘာလဲရှင်းလင်းကြီးကိုဝင်တက်တန်းကိုဆဲတောင်ရှိနေပြီကိုဘာလို့ရုတ်တရက်ကြီးလက်မစေပဲမွေးရတာလဲပြေးဝင်သွားပြီးမိမမင်းဘလို့နေသေးလဲကျမပိုက်ထဲကတအားနာနေတယ်ငါလက်ကိုတွဲထားပါမိမငါအပြင်ကနေပဲစောင့်နေပါမယ်ဂုံယူပါသည်ကောင်းကင်ဘုံတရားစနစ်အောင်မြင်စွာပွင့်သွားပါပြီဆုလက်အဖြစ်အနန္တစကြဝဠာခန္ဓာကိုယ်ကိုရရှိပါသည်အာမေဒိတ်ဒီ visual effect တွေကတကယ်ကိုလမ်းလုံးတယ်ငါရလိုက်တာဖန်ကူနဲ့ဖျားကြီးရဲ့အနန္တစကြဝဠာခန္ဓာကိုယ်ကြီးပဲငါရဲ့ system ကတော့တကယ်ကိုအားကိုးရတာပဲကွာ